ငါပထမဆုံးဆေးလိပ်စားတောက်တာ6တန်းတော့ခုနောက်ဆုံးတောက်ခဲ့တာညနေရပါ125လမ်းလက်ဖိုက်တန်မှာထိုင်နေစဉ်းစားမိဟာဆေးလိပ်ဖြတ်ရမယ်ရောဆေးလိပ်ဖြတ်တဲ့နေဆေးလိပ်ဖြတ်တဲ့နေဟိုဆယ်ကျော်တက်လာတော့ဆွဲနေတဲ့ကြပြစာသားတခုတောက်ပြီးတတိယရောဘာလဲမောင်ချောနယ်ပြင်းမယ်မောင်ချောနယ်ကောင်းချင်းရေးဆေးလိပ်ဆိုတာဖြတ်လို့မရဘူးခဏနားလို့ရတယ်ဘာဖြစ်နေညာဖြစ်တယ်ပေါ့အဲ့စာသားကိုတွားတတိယခဏပဲနားလို့ရတဲ့ကိစ္စလားမသိဘူးဟိုကမနေ့အရာထားရင်ရင်ဘက်တွေချက်ပြီးတော့နေရခက်တယ်ဟိုမပတ်သက်လို့လည်းမရဘူးလူမှုရေးရရှိနေသေးတော့တနာပဲဟိုမပြောပါနဲ့ကိုမဆေးလိပ်လေးတော့မပြတ်နိုင်ပါဘူးချီရဲလို့ပါဆေးလိပ်ကျဆိုးရပါတယ်ကျမကြီးတော့လည်းမကောင်းဒါမဲ့ကောင်းတဲ့အချက်လေးရရှိပါတယ်နီကိုတင်းကလိုအပ်ပါတယ်လိုအပ်တဲ့လောက်တော့စိတ်ပိုင်းဆိုင်ရာအဖော်လေးမိကိုအားထားရလေးဆွဲတော့တော်ဆွဲရော10စုနှစ်လောက်ဖြစ်နေနားမရတော့မယ်ဒါနောက်ဆုံးတလိမ့်အနေနဲ့တောင်းလိုက်တဲ့နောက်ဆုံးတလိမ့်တွေလည်းများနေရော